မင်္ဂလာပါရှင်ကဲခောက်ထီးတုံလေးတွေရောက်ပါပြီဒီခောက်ထီးကကြတော့မို့ကတော့ဒီခေါင်းလေးလည်းအရှင်ဖြစ်မယ်နော်ဒီခေါင်းလေးလည်းအရှင်ဖြစ်မယ်ဒီမှာထီးထည့်တဲ့အိတ်ကလေးလည်းတစ်ဆင့်ထပ်ပါသေးတယ်ပြီးတော့သူက30ချိုး8ခိုင်းဘူးဖြစ်ပါတယ်တစ်ဆင့်20 30ချိုး8ခိုင်းဘူးဖြစ်ပါတယ်နော်8ခိုင်းဘူးဖြစ်ပါတယ်ဟိုကောင်းလိုက်တာနော်ပစ္စည်း quality ကတော့လုံးဝshare ဖြစ်ပါတယ်ကာလာတွေနဲ့ဆိုလို့ရှိရင်သူကကာလာမတူဘူးကာလာမတူဘူးဒီလိုလေးတွေကာလာမတူလေးတွေထွက်တယ်ပေါ့နော်အနည်းဆုံးတော့3ချောင်းစာယူပါသူ့ရဲ့ပစ္စည်း quality လေးတစ်ချက်ဖြစ်မယ်ပဲသူကဒီလိုကတ်ခွာလေးနဲ့လာမယ်နော်ကတ်ခွာလေးနဲ့လာမယ်ပြီးတော့ဒီကောင်ကခုနပြောတဲ့အတိုင်းပဲအရှင်ဖြစ်မယ်ချီးကအပွင့်လေးတွေပွဲမယ်နော်အုံမောကပြန့်ပြတဲ့အပွင့်နဲ့ဒီအပွင့်လေးတွေနဲ့ဆိုနည်းနည်းကွဲတယ်ဗောနော်သူကဖာကွဲသွားရင်အပန်းပွင့်ထီးရဲ့ပန်းပွင့်ဒီဇိုင်းလေးတွေကွဲသွားတယ်ပြီးတော့အနားတွန်းကကာလာဇက်နဲ့သွားတယ်အနားတွန်းက S ချိုးလေးနဲ့သွားပါတယ်ရှင်နော်30ချိုး8ကိုင်းမှုဖြစ်တဲ့အတွက်လူကြီးကောင်းကောင်းစောင်းလို့ရတယ်နော်ဒါမျိုးလေး S ချိုးလေးနဲ့30ချိုး8ကိုင်းမှုခောက်ထီးလေးဖြစ်ပါတယ်စိုက်ကြီးတာဖြစ်တဲ့အတွက်လူကြီးတယောက်အေးစစ်စစ်ကောင်းကောင်းလုံနေပေါ့နော်အနေလေးတော့3ချောင်းစာယူပါမို့ကကို့အမတွေကိုပေးမယ်စီက1000ကျော်လေးနဲ့ပေးမှာပါ1000ကျော်လေးနဲ့ပေးမှာပါအဲ့တော့ကမင်းမြန်မှာယူပေးပါဒီပန်းမွန်ဒီဇိုင်းလေးတော့ကွဲနိုင်တယ်နော် Aston လေးနဲ့သွားပါမယ်ကာလာတွေကတော့အခုပြထားတဲ့အတိုင်းပဲအနေလေးပါတယ်အနက်ကြီးပါတယ်အညိုတွေပါတယ်ခရမ်းပါတယ်ပန်းရောင်ပါတယ်အနေရောင်ပါတယ်ပန်းစီပါတယ်ဗောနော်အယောင်လေးတွေကွဲနိုင်တယ်လူကြီးဆောင်ကြီးရှစ်ကိုင်းဖို့မမကြောင်ကြောင်လေးပစ္စည်း quality တော့ကောင်းကောင်းလေးကြရင်ဒါလေးကိုမှာယူအားပေးပါရှင် Aston လေးနဲ့ထွက်တဲ့ခောက်ထီးလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်